Hello everyone ဒီနေ့တော့ number ကိန်းများအကြောင်းကိုပြပြပေးသွားပါမယ်အဲ့တော့အနည်းကိန်းလားအများကိန်းလား s ပေါင်းလား es ပေါင်းလားဆိုတာလေးတွေပါ number ဆိုတာကကိန်းဖြစ်တယ်အဲ့တော့ number မှာနှစ်ခုဖြစ်ပါတယ်နှစ်ခုရှိတယ်ပေါ့နော် singular number နဲ့ plural number ဆိုပြီးတော့နှစ်ခုရှိပါတယ်singular ဆိုတာတော့တစ်ခုကိန်းကိုပြောတာဧကဝတ်ကိန်းလို့လည်းခေါ်ပါတယ် plural ဆိုရင်အများကိန်းဗဟုဝတ်ကိန်းလို့ခေါ်ပါတယ်တစ်ခုထပ်ပို့ပြီးတော့များဝရင်အများကိန်းဖြစ်ပါတယ်ရေတွက်လို့မရတဲ့နံတွေကအများကိန်းသီးသန့်မရှိပါဘူးအများကိန်းဆိုတာကရေတွက်လို့ရတဲ့နံတွေမှာပဲရှိပါတယ်ဒီမှာဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ရေတွက်လို့မရတာဆိုတော့ဒီမှာ water mix go ဆိုပြီးတော့မရှိပါဘူးအဲ့လိုမျိုးຢာတွေကိုပြောချင်ရင်2 cups of water 3 glasses of milk အဲ့လိုမျိုးပြောရပါတယ်ဒါဆိုရင်နံတွေကိုအများကိန်းအနည်းကိန်းဘယ်လိုမျိုးပြောင်းရတယ်ဆိုတာလေးကိုပြပြပေးပါမယ်အဲ့တော့နံအများစုကိုအများကိန်းပြောင်းလို့ရှိရင်ပုံမှန်အားဖြင့် s ပဲပေါင်းပေးလိုက်ရပါတယ်ဥပမာအနည်းကိန်းအနေနဲ့ကြည့်လိုက်မယ် singular ပေါ့နော်အဲ့တော့ cat အဲ့ဆိုရင်သူ့ကို plural ဘယ်လိုပြောင်းမလဲအများကိန်းဘယ်လိုပြောင်းမလဲဆိုတော့ s ပေါင်းပေးလိုက်ရုံပါပဲ cats book books boy boys girl girls table tables s ကလေးပေါင်းလိုက်တာနဲ့သူကအနည်းကနေအများကိုတန်းဖြစ်သွားတယ်ပေါ့ဒါတော့နံအများစုမှာဒီလိုပဲသုံးပါတယ် s sh ch x နဲ့ဆုံးတဲ့နံတွေကိုတော့တဲ့ es ပေါင်းပေးရပါတယ်အဲ့တော့ဒီမှာဆိုရင်ကြည့်မယ်အနည်းကိန်းအနေနဲ့ဆိုရင် bass buzzes what watches box boxes bush bushes fox foxes အဲ့လိုအနည်းကနေအများကိုပြောင်းပေးရပါတယ်ဒီမှာဆိုရင် bus ဆိုရင် s နဲ့ဆုံးတဲ့အတွက်buzzes es ပေါင်းရတာပေါ့ဒီမှာဆိုလဲ watch ဆိုရင် ch နဲ့ဆုံးတယ် box ဆိုရင် x နဲ့ဆုံးတယ် bush ဆိုရင် sh နဲ့ဆုံးတယ် fox က h နဲ့ဆုံးပါတယ်အဲ့တော့ဒီဟာတွေအကုန်လုံးကို es ပေါင်းပေးရပါတယ်ဒီမှာနံပါတ်3 O နဲ့ဆုံးပြီးတော့တဲ့ O ရဲ့ရှေ့ကပ်လျက်မှာ B ရှိရင် ES ပေါင်းပေးရပါတယ် O နဲ့ဆုံးပြီးတော့ O ရဲ့ရှေ့ကပ်လျက်မှာတရရှိရင်တော့ S နဲ့ပေါင်းပေးရတယ်အဲ့တော့ဟုတ်ပြီဒီမှာ singular နဲ့ plural ကြည့်မယ် singular မှာ hero potato zoo studio အဲ့တော့ hero က O နဲ့ဆုံးပါတယ် O ရဲ့အရှေ့က R က B ဖြစ်နေတဲ့အတွက်သူ့ကို ES ပေါင်းပေးရပါမယ်အဲ့တော့ heroes နောက်တစ်ခုက potato O ရဲ့ရှေ့ကပ်လျက်မှာ T ရှိပါတယ် T က B ဖြစ်တဲ့အတွက် potatoes နောက်တစ်ခုက zoo ဒီမှာ O ရဲ့ရှေ့ကပ်လျက်ကလည်း O ဖြစ်နေတဲ့အတွက်တရဖြစ်နေတဲ့အတွက် S ပဲပေါင်းပေးရပါတယ်နောက်တစ်ခုကဒီမှာ studio O ရဲ့အရှေ့မှာ I ရှိပါတယ် I ကတရဖြစ်နေတဲ့အတွက် S ပဲပေါင်းပေးရပါတယ် studios ဒါပေမဲ့ဒီမှာO ရဲ့အရှေ့မှာ B ရှိပေမဲ့ es မပေါင်းရတဲ့ချွင်းချက်အနေနဲ့လည်းရှိသေးတယ်ပေါ့နော်အဲ့တော့ singular နဲ့ plural ဒီမှာကြည့်မယ် to ဆိုလို့ရှိရင် o ရဲ့အရှေ့မှာ w က b ပါဒါပေမဲ့ b ရှိပေမဲ့ es မပေါင်းဘဲနဲ့ tools photo photos piano pianos dynamo dynamos s ပဲပေါင်းရပါတယ်နံပါတ်4ကတော့ y နဲ့ဆုံးပြီးတော့ y ရဲ့အရှိကလျက်မှာ b ရှိမယ်ဆိုလို့ရှိရင် y ကို i ပြောင်းပြီးတော့ es ပေါင်းပေးရပါတယ်တကယ်လို့ b မဟုတ်ဘဲနဲ့ y ရဲ့အရှိကလျက်မှာတရရှိတယ်ဆိုရင်တော့ s ပဲပေါင်းပေးရပါတယ်အဲ့တော့ဒီမှာဆိုရင် singular အနည်းကိန်းကိုကြည့်လိုက်မယ် fly fly က y နဲ့ဆုံးတာဖြစ်တဲ့အတွက် y ကို i ပြောင်းပြီးတော့ es ပေါင်းပေးရတဲ့အတွက် flies ဟုတ်ပြီ singular မှာနောက် baby babies day day ဆိုရင် y ရဲ့အရှိမှာကတရရှိရပေါ့အဲ့တော့ s ပဲပေါင်းပေးရပါတယ် days twice twice လည်းအဲ့လိုပဲ y ရဲ့အရှိမှာ o ကတရဖြစ်နေတဲ့အတွက် twice s ပဲပေါင်းပေးရပါတယ်ငါက f fe နဲ့ဆုံးတဲ့နံတွေကိုအများကိန်းပြောင်းတဲ့အခါမှာတော့ဒီ f နဲ့ fe ကိုဖြုတ်ပြီးတော့ ves ဆိုပြီးတော့ပေါင်းပေးရပါတယ်အဲ့တော့ singular ဒီမှာကြည့်မယ်ဆိုရင် half half က f နဲ့ဆုံးတာဖြစ်တဲ့အတွက် f ကိုဖြုတ်ပြီးတော့ helves halves နောက်တစ်ခုက leaf leaves အဲ့ဒါအတူတူပဲပေါ့နော်နောက်ပြီးတော့ life life အဲ့တော့ fe နဲ့ဆုံးတော့ fe ကိုဖြုတ်ပြီးတော့ lives ဆိုပြီးတော့ပြောင်းပေးရပါတယ်အဲ့တော့ life lives knife knives နောက်တစ်ခုကကြတော့ဒီမှာချွင်းချက်အနေနဲ့က singular နဲ့ plural မှာဒီမှာက f နဲ့ဆုံးပေမဲ့လည်း f ကိုလည်းမဖြုတ်ဘူး ves လည်းမပေါင်းဘူး s တစ်လုံးပဲပေါင်းတာမျိုးရှိပါတယ်အဲ့ဒါကတော့ဒီမှာ chief f နဲ့ဆုံးပါတယ်အဲ့တော့ chiefs နောက်တစ်ခုက cliff cliffs roof roofs hoof hoofs proof proofs safe safes အဲ့လိုမျိုးပြောင်းပေးရပါတယ်
6ကတော့နံတွေကိုအများကိန်းပြောင်းရင်အတွင်းထဲကတရကိုပြောင်းရတဲ့နံ8လုံးရှိပါတယ်တဲ့အဲ့တော့ဒီမှာ8လုံးကိုရေးပေးထားပါတယ်အဲ့တော့ man ဆိုရင် man အဲ့တော့ plural အများကိန်းပြောင်းရင် man ဖြစ်သွားတာ a ကနေ e ကိုပြောင်းသွားပါတယ်အဲ့တော့ဒီမှာလည်းအဲ့လိုပဲ woman foot feet tush tish goose geese တစ်ခါကျတော့ louse lice နောက်တစ်ခါ mouse mice dormouse dromice အဲ့လိုမျိုးပြောင်းပေးရပါတယ်ဒီရှစ်လုံးကတော့အတွင်းတရပြောင်းတဲ့နာမ်တွေပဲဖြစ်ပါတယ်ဒီမှာနံပါတ်9ကအများကိန်းပြောင်းမယ်ဆိုလို့ရှိရင်တော့ en ပေါင်းရတဲ့နာမ်နှစ်ခုရှိပါတယ်ဒါကတော့ဒီမှာsingular နဲ့ plural ox ox နောက်တစ်ခါ oxen child children ဒါလေးပါပဲအဲ့တော့ဒီနှစ်ခုကတော့ en ပေါင်းပေးရပါတယ်ရှစ်ကပေါင်းဆက်နံတွေကိုအများပြောင်းရင်ပင်မနံမှာ s ပေါင်းတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ပေါင်းဆက်နံဆိုတော့ bookcase အဲ့တော့ bookcase မှာဆိုရင်ဒီမှာအဓိကကတော့စာအုပ်တစ်တာကိုပြောချင်တာအဓိကပြောချင်တဲ့အကြောင်းကတစ်တာဖြစ်တဲ့အတွက်တစ်တာမှာ s ပေါင်းပေးရပါတယ်အဲ့တော့ bookcase bookcases နောက်တစ်ခါ shift အဲ့ဒါကစာအုပ်စင်အဲ့တော့စင်ကိုအဓိကပြောချင်တဲ့အတွက်နောက်က shift ရဲ့ f ကိုဖြုတ် ves ပေါင်းပေးရပါတယ် book shift book shifts နောက်တစ်ခုကတော့ chairman ဒီမှာတော့ man ကနေ men ပြောင်းသွားပါတယ် father in law fathers in law အဲ့လိုပြောင်းပေးရပါတယ်အကိုကတချို့နံတွေက singular နဲ့ plural အတူတူပဲဘယ်လိုလဲဆိုတော့စာသားလည်းတူတယ်ပေါ့နော်အဲ့တော့ sheep deer swan fish yolk stone 100weight အဲ့လိုပဲမပြောင်းလဲပါဘူး30တချို့နံတွေကကြတော့အများကိန်းပုံစံပဲရှိရပြောချင်တာ f ပါပြီးသားပဲရှိရပေါ့အဲ့တော့ arms tanks Caesar tanksဒါတွေကငကိုတွေက s ပါပြီးသားဖြစ်တယ်တစ်ကတချို့နံတွေကsingular တံပဲရှိပေမဲ့ plural အနေနဲ့သုံးတယ်သူအနည်းကိန်းပုံစံဖြစ်နေပေမဲ့သူ့အများကိန်းနဲ့သုံးတယ် s တွေ es တွေမပါပေမဲ့လည်းအများလို့သတ်မှတ်တယ်ဘာတွေလဲဆိုတော့ cattle gentry vermin နောက်ပြီးတော့ poultry ဒါတွေက singular တံရှိတယ် plural အနေနဲ့သုံးတယ်ပေါ့နံပါတ်7ကကြတော့တချို့နံတွေကတော့ plural တံရှိပေမဲ့ singular အနေနဲ့ပဲ s တွေပါပြီးသားဒါပေမဲ့သူတို့အနည်းကိန်းအနေနဲ့ပဲသုံးတာပေါ့အဲ့တော့ means physics mathematics ဒီမှာ mechanics က e ဖြစ်ရမှာ mech nics mechanics a ဖြစ်နေတယ်အဲ့ဒါလေးကိုပြင်လိုက်နော်အဲကြတော့ politics ethics economics ဒါတွေကအများကိန်းတံရှိပြီးတော့အနည်းကိန်းအနေနဲ့ပဲသုံးတာတွေပါဒီနေ့ပြောသွားတာတွေအကုန်လုံးကတော့noun တွေပေါ့နော် noun တွေကိုအများကိန်းအနည်းကိန်းဘယ်လိုလုပ်ကြရဲဆိုတာလေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါနောက်ထပ်သင်ခန်းစာသစ်တွေကိုထပ်ပြီးတော့လေ့လာခြင်းဒီ channel လေးကို subscribe လုပ်သွားပေးဦးနော်